အားလုံးပဲမင်္ဂလာပါရှင်။ Walkie Channel လေးကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ခရမ်းချိုတီနဲ့ဝတ်သားချက်ထားလေးကိုတင်ပေးလိုက်ပါတယ်။ခရမ်းတီနဲ့ဝတ်သားချက်ထားပါတော့။ဝတ်သားရဲ့အရာသားလေးတွေခရမ်းတီတဲ့ကိုစိုက်ဝင်ပြီးတော့အရန်လိုက်ပိုက်တဲ့ဟင်းတွဲလေးပါ။ဝတ်သားတွေများနေလို့တစ်ခါကျနဲ့မကုံလောက်ဘူးဆိုရင်ပေါ့နော်။လှိမ့်ပြီးတော့အခုလိုလေးပဲချမ်းထားဖြစ်ပါတယ်။ဒီမှာအာလူးနဲ့ဖြစ်ဖြစ်ခရမ်းတီနဲ့ဖြစ်ဖြစ်တက်တီးကြောက်လေးနဲ့ဖြစ်ဖြစ်ပေါ့နော်။တစ်မျိုးပြီးတစ်မျိုးရောပြီးတော့ချက်စားဖြစ်ပါတယ်ရှင်။ခုကတော့ခရမ်းတီလေးနဲ့ဝတ်သားလေးကိုရောပြီးချက်မှာဖြစ်ပါတယ်ခရမ်းတီနဲ့ချက်ရင်တော့မပါမဖြစ်ကချင်းတက်ပေါ့နော်ခုကတော့ချင်းတက်နဲ့ချက်သွန်ပြူထောင်းထားတာလေးရယ်စားထည့်ပါမယ်ခရမ်းချင်းတီတစ်လုံးထည့်မှာဆိုတော့ငပိလေးနည်းနည်းလေးထည့်ပေးထားလိုက်ပါတယ်နော်မဟုတ်ဟင်းကြုံမို့ပေါ့နော်ပြီးရင်တော့စီပေါ့နော်စီကတော့အချက်ဖြစ်တဲ့အတွက်နည်းနည်းလေးများထည့်ပေးလိုက်ပါတယ်ငါပြရည်လေးကိုလည်းပါတဲ့ဆွန်လေးမှုေးရုံလေးပေါက်ပေးထားလိုက်ပါတယ်အရောင်လေးလောက်အောင်လို့ငြုံသီးစိမ့်မှုန်လေးထည့်ပြီးတော့လှိမ့်မှာဖြစ်ပါတယ်ရှင်အခုကပေါ့နော်ဝတ်သားအိမ်မှာလှိမ့်မိတာရှိတဲ့အတွက်ခရမ်းတီးလေးနဲ့တခါလေးရောချက်တာပေါ့နော်တကယ်လို့ဝတ်သားအစိမ့်ဆိုလို့ရှိရင်ဝတ်သားလေးကိုရေခမ်းတဲ့အထိအရင်လှိမ့်ပြီးမှခရမ်းတီးလေးထည့်ပြီးချက်ပေးထားလိုက်ပါအရသာလေးပိုကောင်းတော့အောင်လို့ခရမ်းကျင်လေးတစ်လုံးမှာထည့်ပြီးတော့နှက်မှာဖြစ်ပါတယ်အခုလိုမျိုးစီလေးတွေပြန်လာပြီဆိုတော့ရေလေးမြုပ်တယ်ဆိုတော့လေးခတ်ပေးထားလိုက်ပါတယ်အချက်ထက်မှာစီဘလောက်များများထည့်တာပေါ့နော်လိမ့်အောင်မလိမ့်မဲနဲ့ရေအများကြီးထည့်လိုက်ရင်မကောင်းပါဘူးရှင်ရေလိုတဲ့ထင်နည်းနည်းလေးခတ်လိုက်နှက်လိုက်နေပေါ့နော်အဲ့လိုလေးချက်တာပို့ပြီးတော့အရသာကောင်းပါရဲ့ရှင်အခုကတော့ပထမတရေလေးခန်းတော့မှာပေါ့နော်ပြီးရင်စီလေးတွေလည်းပြန်လာပြီပေါ့နော်ဒါပေမဲ့ဝတ်သားလေးတွေကမနှက်သေးတဲ့အတွက်ရေလေးနည်းနည်းထပ်ပြီးတော့ဆော့မှာဖြစ်ပါတယ်စူပီရာရင်တွေလေးပေါ့နော်စူပီရာရင်တွေလေးနည်းနည်းလေးဆော့မှာဖြစ်ပါတယ်ပြီးရင်တော့ပထမတရေတော့မီးတောင်နဲ့နှက်ပြီးပြီဆိုတော့နောက်ထပ်တရေကတော့မီးကြီးအေးအေးလေးနဲ့နှက်ပေးထားလိုက်ပါတယ်ကဲခုဆိုရင်တော့ခရမ်းသီးနဲ့ဝတ်သားစီပြန်ချက်လေးရပါပြီရှင်ဒီခရမ်းသီးဝတ်သားချက်လေးကိုပေါ့နော်တက်တီးအကင်ထောင်းလေးနဲ့ဖြစ်ဖြစ်ခွေးသီးထောင်းလေးနဲ့ဖြစ်ဖြစ်စားလိုက်ရင်တော့လုံးဝကိုခရမ်းမြိတ်စီမှာအမှန်ပါရှင်ခုလိုမျိုးအရသာရှိပြီးတော့ချက်ရလွယ်ကူတဲ့ဟင်းချက်နည်းလေးတွေကိုနေ့စဉ်တင်ပေးတော့မှာဖြစ်လို့အားပေးခဲ့ပါအောင်ရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ရှင်